ဘုံကျက်တရေမင်္ဂလာထွေတွေတို့ဖြင့်ပြည့်စုံစေရန်မင်္ဂလာသုတ်တံကိုရွတ်ဖတ်ပူဇော်ပါမယ်ရှမင်္ဂလံဒွါရတဟိစိန္ဒယိန်တို့တတေဝကသုဋ္ဌာနံနာတိကိသန္တိအတ္တတိန်သေသမင်္ဂလံဒေတိတံဒေဝဒေဝေနသဗ္ဗပါပဝိနာသနံသဗ္ဗလောကဟိတထာယမင်္ဂလံတံဗနာမဟေဧဝမေတုတံဧကံသမယံဘဂဝါသာဝတိယံဝိဟရတိစေတဝနေအနာထပိဏိကတအာရမေအထာကောညတရာဒေဝတာအဘိကန္တာယရတိယအဘိကန္တဝနာကေဝလကပ္ပံစေတဝနံဩဘာတိတဝံယေနဘဂဝါတေနုပသင်္ကမိဥပသင်္ကမိတဝါဘဂဝန္တံအဘိဝါဒိတဝါဧကမန္တံအထာတိဧကမန္တံထိတာခောတာဒေဝတာဘဂဝန္တံဂါထာယဣဇာပါတိဘေဝဒေဝမနုဿာသမင်္ဂလာနိအစိတယုံအကင်္ခမာနံသုဋ္ဌာနံပြုဟိမင်္ဂလမௌဒ္ဓမံအဒေဝနာသဘာလနံပဏိတနေသဒေဝနာပူဇာသပူဇာနေယနံဣတံမင်္ဂလမௌဒ္ဓမံပတိရူပဒေသဝါသောဇပုပ္ပေသကတပုညတာအတ္တသမ္မာပဏိတိသဣတံမင်္ဂလမௌဒ္ဓမံဘာဝတိစေဇာသိပ္ပင်္စဝိနယောဇသုတေခိတောသူဘာတိတာဇာယဝါစာဣတံမင်္ဂလမௌဒ္ဓမံမာတာပိတုဥပဒါနံဗုဒ္ဓဒါရတသင်္ကဟောအနာကုလသကမ္မန္တာဣတံမင်္ဂလမௌဒ္ဓမံဒါနိသဓမ္မစရိယာသညာတကနိသသင်္ကဟောအနာဝိဇာနိကမ္မာနိဣတံမင်္ဂလမௌဒ္ဓမံအာရတိဝိရတိပါပမစ္ဆပါနာသတံယမောအမမဒောဇာဓမ္မေတုဣတံမင်္ဂလမௌဒ္ဓမံဂါရဝောဇနိဝါဒောဇတန္တုဋ္ဌိဇကတိညုတာကာလေနဓမ္မသဝနံဣတံမင်္ဂလမௌဒ္ဓမံခန္တိဇသောဝသတ္တတာသမနာနိသဒတနံကာလေနဓမ္မတာကိစ္ဆာဣတံမင်္ဂလမௌဒ္ဓမံတပောဇာဗျမစရိယေသအရိယသစ္စာနာဒတနံနိဗ္ဗာနသစ္စိကရိယာသဣတံမင်္ဂလမௌဒ္ဓမံဗုဒ္ဓတလောကဓမ္မေဟိစိတ်တံယတ္တနာကံပတိအတောကဝိရဇံခေမဣတံမင်္ဂလမௌဒ္ဓမံဧတာတိတာနိကတဝနာသဗ္ဗထမပရာဇိတာသဗ္ဗတသုတ္တိကိသန္တိတန္တေတံမင်္ဂလမௌဒ္ဓမံမင်္ဂလာသုတ်တံဝရခတုမင်္ဂလာသုတ်တံမင်္ဂလာသုတ်ပယိတ်တော်မြတ်တိဟောတုံမာကံပယိတ်တရားစိတ်ထားကြည်ပြူနာယူချာညာတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတို့အားရခတုကိုလည်းကြမ်းမာစိတ်ချမ်းသာ၍မင်္ဂလာကျက်တရေလက်လက်ဝေအောင်ကောင်းစွာမသွေဆောက်ရှောက်တော်မူပါစေတည်း